ခလုတ်ကိုဒီဘက်ကိုပြောင်းတက်မယ်နော်ခလုတ်သေးဆိုလို့ရှိရင်လည်းဒီတိုင်းတက်အောင်နော်အဲ့လေကက်ကလစ်ပါပေါ့နော်ကျွန်တော်တို့ဘက်ဆက်ပေါ့နော်ပိတ်ခလုတ်ကမီတစ်ချက်ဖြစ်နေလို့မလာတော့ဘူးလားအဲ့လိုဖြစ်နေလို့ပေါ့နော်ဒါကြတော့ W Max clip ပါနော်ဒီကကြတော့ခလုတ်ကောင်းတယ်ဒါခလုတ်မကောင်းဒီကောင်အတုံးနေတယ်ပေါ့နော်သုံးနေဆိုတော့ဝယ်ပြီးဒီကောင်15လောက်ပဲသုံးတော့မတိုက်လို့ဆိုပြီးသုံးတော့ပေါ့နော်အဲ့ဒါကိုဒီဘက်ခလုတ်ကိုဒီဘက်ကိုပြောင်းတက်မယ်နော်ခလုတ်သေးဆိုလို့ရှိရင်လည်းဒီတိုင်းတက်အောင်နော်အဲ့လေချက်တော့ပြပြီပေါ့နော်မသိညတခုလို့ပေါ့အဲ့တော့ဒီဘက်ကလည်းထပ်ပြောပါဒီကောင်ကြတော့ဒီဟာကိုချက်နေဒီကောင်ကဘက်ထရီလဲလို့ရတယ်နော်ပြန်ပြီးတက်ကတ်မှာဒီဘက်ထရီတုံးနေရှိခဲကောက်တော့လုံးမှာပေါ့နော်ခဲကောက်နဲ့ပြန်ပြီးတော့မှဆော့ပေးလို့ရတယ်ကိုကအာမခံတာဆိုရင်တော့ဘက်ထရီလဲပေါ့ကိုကစက်တရအားခံသေးတယ်ဒီဘက်ထရီတွေကတော်တော်အားခံပါတယ်ဒါလစ်သီယမ်ဘက်ထရီတွေနော်လိုတာဒီကောင်မဒီကောင်မလိုတာကိုယ်ဆက်တရဝဲရဈေးကြီးလာပြီဗျာနော်အဲ့တော့ဒီလိုမျိုးနှလုံးတစ်လုံးပြင်ပြီးသုံးတာပဲဖြစ်ဖြစ်ပေါ့နော်ပူပစ္စည်းလေးတစ်ဝဲလဲပြီးတော့မှသုံးတာပဲဖြစ်ဖြစ်အဲ့ဒါတော့ကိုယ်သင်ပြတယ်ဒီကောင်ဖြုတ်လိုက်ဖြုတ်ပြီးတော့မှဒီကောင်ကိုဒီ online လဲရတယ်နော်ဒီနှစ်ခုက site တူလို့ online လဲရတယ်နော်တကယ်လို့ကိုကအစ်ဟိုအတီးတီးတက်ဝယ်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အထိုင်ကိုငကိုအထိုင်ပဲပြန်ယူမယ်အထဲထဲကဒီဟာလေးဝယ်လဲမှာကျွန်တော်တခါလေးဖွင့်ပြလိုက်မယ်နော်ဒီဟာလေးဝယ်လဲရမှာနော်အစ်ဒီလိုမျိုးအဖွင့်ပိတ်ခလုတ်ဝယ်တယ်ဆိုလို့ရှိရင်ဒါလေးဒါလေးပဲလေနော်ဒီအထံကိုငကိုဟာပဲပြန်တော့ပေါ့နော်ဒီမှာကြတော့ကျွန်တော် online ပြန်တက်မှာနော်အစ်စ်ဝယ်ဆိုရင်နော်ဒီအဟောင်းကိုပြစ်လိုက်နော်အစ်စ်ကိုဒီမှာတက်ပြီးတော့မှဒီမှာပြန်ဆွတ်ပြီးတော့မှတခါလေးတက်ရုံနော်ဒီဘောင်ထဲမှာချပြီးတက်ခတ်တယ်ဆိုလို့ရှိရင်နောက်တနည်းပြမယ်နော်ဒီလိုအလွတ်တက်နော်အပြင်မှာပဲတက်ပြီးမှတခါလေးထည့်အဲ့ဆိုလို့ရှိရင်တော့ပို့လွယ်တယ်နော်ဒီစတဲ့ဗီဒီယိုမှာမြင်မရချက်ပြန်နော်ဒီကောင်ဒီဖလုတ်ကကောင်းတာဟုတ်ဒီဖလုတ်ကကျန်ဒီဖလုတ်ကလည်းမလာတော့အဖွင့်ပိတ်များဖြစ်တတ်တယ်ဒီကတော့ခုနကဟာပြောပါလေဟေးဒီကတော့ဒီကြီးခလုတ်ကလေးမကောင်းတော့တာဒီခလုတ်ကရှောင်သွားတာပေါ့လွတ်နေတာပေါ့နော်ဟိုဒီမှာကျွန်တော်ပြန်တက်မယ်ဒီအားသွင်းတဲ့အပေါက်ကိုလည်းသူ့နေရာနဲ့သူပြန်ချမယ်အပလီဂျင်းဒီကောင်ဒီဝါရဂျိုးလေးတွေရောဒီကဘီးစားကောနော်တင်းတင်းလေးတွေဆိုကျွန်တော်ပြောရနော်ဒီကောင်တွေကကြတော့အထိုင်တူလို့နော်ဆက်အထိုင်တူလို့တခါတည်းဒီဘက်ကဖွင့်ပိတ်ခလုတ်ကိုဒီဘက်ကိုတခါတည်း online ပြောင်းတက်လိုက်တာပေါ့နော်အထိုင်တူဆိုလို့ရှိရင်တော့ဒီကောင်လေးနော်ဒီလိုခွာမယ်ဒီလိုကတ်နေရခွာမယ်ခွာပြီးလို့ရှိရင်ဒီကောင်လေးပဲလဲမယ်လဲပြီးလို့ရှိရင်ဒီအထိုင်တိုင်းပြန်တက်ပြီးမှပဲတက်လို့ရမှာနော်တော်တော်များများဘာဖြစ်နေလဲဆိုလို့ရှိရင်အဖွင့်ပိတ်ခလုတ်ဝယ်တယ်ဝယ်ပြီးတော့မှအဲ online သွားတက်တာပေါ့ online သွားတက်မရဘူးဗျာနော်မရဘူးဒီထဲကအဆန်တူပြီးမယ်လို့ထိုင်နေမတူတာပေါ့နော်ဒီကောင်လေးဆိုရင်အထိုင်ရတစ်မျိုးကျွန်တော်တို့ဗီဒီယို140တို့ဘာလို့ဆိုရင်အထိုင်ရတစ်မျိုးမတူဘူးဒါပေမဲ့ထဲကအဆန်တွေကတော့အကုန်တူပဲနော်
လိုအပ်တဲ့သူဆိုလို့ရှိရင်တော့ကျိုးရှိမှာပေါ့ဗျာကျွန်တော် view file လေးကနော်ဒီမှာတော့ချက်ချင်းပဲရပါပြီလားနော်โอเคအဲ့ဒါလေးပြပေးရဖြစ်ပါတယ်ခင်ဗျာ